ဒီဘလော့လေးကတော့ VNN ရဲ့နိဗ္ဗာန်ပုံလို့တင်စားခေါ်ဝေါ်ကြတဲ့ VNN မြောက်ပိုင်းမြို့တော်ဟနွိုင်နီကလေစရာနေရာတစ်ခုဖြစ်တဲ့ကဘာကျော်ဟလုံဘေးကိုသွားတဲ့ဘလော့လေးဖြစ်ပါတယ်။မြက်ကတော့ဟလုံဘေးနဲ့လဟန်ဘေးဆိုပြီးတော့မတူတဲ့ခီးစဉ်တစ်ခုကိုလဲခဲ့တယ်။ကဲဟလုံဘေးခီးစဉ်မှာဘယ်နေရာတွေလဲခဲ့လဲ။လဟန်ဘေးခီးစဉ်မှာတော့ဘယ်နေရာတွေရောက်ခဲ့လဲဆိုတာဘလော့လေးစက်ကြည့်ပေးပါအောင်ခင်ဗျာ။လဟန်ဘေးနဲ့ဟလုံဘေးခီးစဉ်တစ်ခုစီတိုင်းမှာကိုတဲတဲ့အိုးကွာတာနီးမှာရှိတဲ့ဟိုတယ်မှာမနက်9နာရီခွဲကနေ10နာရီအတွင်းမှာဟိုတယ်ထိပိတ်ကပ်လုပ်ပေးပါတယ်ဟလုံဘေးစိတ်ကမ်းကိုရောက်ဖို့တော့ကိုဘတ်က3နာရီခန့်စီးရပါတယ်မနက်စာစားဖို့နဲ့အပေါ်ပါသွားဖို့တော့ကိုလမ်းမှာ15မိနစ်ခန့်ဒီနေရာလေးမှာရပ်ပေးပါတယ်ဟလုံဘေးစိတ်ကံကိုမရောက်ခင်မှာဒီပလဲအယောင်စင်တာကိုပထမအောင်ဆုံးပို့ပေးရဲဒီယောင်စင်တာမှာဆိုရင်မုတ်ကောင်ကနေပလဲကိုဘယ်လိုထုတ်တယ်ဆိုတာအသေးစိတ်ရှင်းပြပေးရဲပလဲနဲ့ပြုလုပ်ထားတဲ့လောဝေသနာမျိုးမျိုးကိုဒီပြခံမှာဝယ်ယူလို့ရတယ်လို့ကြည့်ရှုလို့လည်းရပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ Hello International Q Sport ကိုရောက်ပါပြီဒီစိတ်ကန်းကနေပဲတရက်တာဟလုံဘေးကိုလေပတ်မဲ့ခီးစဉ်စပြီးတော့ထွက်မှာဖြစ်ပါတယ်။ဟလုံဘေးစိတ်ကန်းကနေပဲဟလုံဘေးခီးစဉ်ကိုတွားမဲ့သူတွေကတော့ဒီဟလုံဘေးစိတ်ကန်းမှာလက်မှတ်တွေဝယ်လို့ရပါတယ်။ဒါကတော့လဟန်ဘေးခီးစဉ်ဖြစ်တဲ့5 Star Premium Delia Cruise ပါ။ဒါကတော့ဟလုံဘေးခီးစဉ်ဖြစ်တဲ့5 Star Cozy Premium Cruise Olympus ပါလဟန်ဘေးခီးစဉ်ရဲ့ပထမဆုံးနေရာဖြစ်တဲ့ Bright Gate ကိုသွားလဲမှာဖြစ်ပါတယ်။ဒါကတော့ local လော်ရဲ့လက်လော်လေးကိုစီးပြီးတော့ဂူတွင်းလှည့်ပတ်သွားလာမှာပါ။ဂူတွင်းကိုဝင်သွားပြီဆိုတာနဲ့လှပတဲ့ကြောက်ဆက်ပန်းဆွဲတွေနဲ့အေးမြရေးလေးကိုခန်းစားရမှာပါ။ဟလုံဘေးရဲ့ထင်ရှားတဲ့တဘာဝအလှပတွေနဲ့တောင်ကျုံငယ်ပေါင်း1600ကျော်ရှိတဲ့ကြောင့်မလို့ကဘာကလစ်ကြီးသွားဧည့်သည်တော်တော်များရဲ့စိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ UNESCO က1994ခုနှစ်မှာဟလုံဘေးကိုကမ္ဘာတဘာဝအမွေအနှစ်ဖြစ်အသိအမှတ်ပြုခဲ့တဲ့ဟလုံဆိုရဲ့အဓိပ္ပာယ်ကတော့ VNN ဘာသာစကားအရဆိုရင်စင်းသက်တော်နဂါဆိုလို့အဓိပ္ပာယ်ရပါတယ်။တရက်ကိုကဘာလက်ခီးသွားဧည့်သည်ကျော်ယာနဲ့ချီပြီးလာရောက်လေပတ်တဲ့ကြောင့်မလို့ဟလုံဘေးတစ်လျှောက်မှာ Qs အမျိုးမျိုးကိုမြင်တွေ့ရမှာပါ။ဒါကတော့လဟန်ဘေးခီးစဉ်ရဲ့ဒုတိယနေရာဖြစ်တဲ့ကယာရီလောက်တာရဲ့ရေကူးလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ဒါကတော့လဟန်ဘေးခီးစဉ်ရဲ့ညနေခင်းဆန်းဆက်ပါတီဖြစ်ပါတယ်။ဒါကတော့ဟလုံဘေးခီးစဉ်ဖြစ်တဲ့5 Star Cozy Premium Cruise Olympus ပါ။ဟလုံဘေးခီးစဉ်ကိုလဟန်ဘေးခီးစဉ်ကိုနေ့လည်စာအနေနဲ့ဘူဖေးလန့်ကိုစားလို့ရပါတယ်။ဒါကတော့ဟလုံဘေးခီးစဉ်ရဲ့ပထမဆုံးနေရာဖြစ်တဲ့ Sensor Case ပါ Surprising Case လို့လည်းခေါ်ပါတယ်ဒီနေရာတော့ဒုတိယနေရာဖြစ်တဲ့ Luon Cave ပါဒီမှာတော့ကယာကင်းကိုကိုယ်တိုင်လှုပ်လို့ရတယ်လို့ local လော်ပြီးတဲ့ဘမ်ဘူပုတ်လည်းစီးလို့ရပါတယ်တတိယနေရာလေးကတော့ Tipo Island လို့ခေါ်ပါတယ်ဒီနေရာမှာ beach လည်းရှိတဲ့အတွက်ကြောင့်မလို့ရေကူးလို့လည်းရပါတယ်တောင်ပေါ်တက်ပြီးတော့တဘာဝအလှရှုခင်းကိုလည်းခံစားလို့ရပါတယ်ဒါကတော့ဟလုံဘေးခီးစဉ်ရဲ့ညနေခင်းဆန်ဆက်ပါတီပါVNN ရဲ့နိဗ္ဗာန်ပုံလို့တင်စားခေါ်ကြတဲ့ဟလုံဘေးရဲ့ဟလုံဘေးခီးစဉ်ကိုလဟန်ဘေးခီးစဉ်နှစ်ခုလုံးကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးထားတာမို့နှစ်သက်ရခီးစဉ်ကိုရွေးချယ်ပြီးတော့အေးစစ်စစ်ပန်းပြနိုင်ကြမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုကြိုင်ပြန်တွေ့ပါဦးခင်ဗျာအားလုံးတက်တာပါ